Hello မင်္ဂလာပါ Story Korean Live တခါ channel ကနေကြည့်နေပါတယ်။ဒီနေ့ပေါ့နော်ဒီနေ့စမေ့ပြီးတော့ very special ဖြစ်ပါတယ်။ကျွန်မကgrammar တွေတင်တာရက်လိုက်ပြီးဆိုတော့လုံးဝရက်လိုက်တာမဟုတ်ဘူး။နည်းနည်းအသုံးဝင်မဲ့ grammar လေးတွေရှိသေးတယ်ဆိုလို့ရှိရင်တော့ဆက်ပြီးတင်ပြတော့မယ်ပေါ့နော်။ဒါပေမဲ့ဒီတစ်ခါမှကျတော့ကျွန်မစိတ်ကူးလေးတစ်ခုပြောင်းလာတယ်ပေါ့နော်အဲ့တော့ဒီနေ့တင်ပေးမယ့်ဗီဒီယိုလေးကကျတော့ဘောဟာတာပဲဖြစ်ပါတယ် vocab တွေတင်ပေးသွားပါမယ်ဒါပေမဲ့ဒီတစ်ခါ vocab တွေကကျတော့ဂါနာဒါရမပါစာအတခတ်ထပ်ဟာအဲ့ဒါနဲ့ပတ်သက်တဲ့ vocab တွေကိုတစ်ခုချင်းစီပေါ့နော် topic like သူရဲ့ဟာကောက်ဆိုခိုင်းတဲ့ပတ်သက်တဲ့ဘောဟာရ vocab တွေပဲဒီနေ့သင်ပေးသွားပါပြီပေါ့နော်အဲ့တော့ကျွန်တော်နဲ့တူတူလိုက်ပြီးတော့လေ့လာကြည့်ကြရအောင်အဲ့တော့ဒီနေ့သင်ပေးဖို့ vocab ကိုပေါ့နော်ကျွန်မကဒီလိုစာအုပ်လေးကျွန်မဒီနေ့သင်ပေးမယ်လို့စဉ်းစားထားတာပေါ့နော်ဒီနေ့ပြပေးတော့မယ်အားလုံးပဲလိုက်ကြည့်ပေးကြပါနံပါတ်1ဂါကေတို့ဂါကေလို့ထွက်တယ်ပေါ့နော်ဂါကေဆိုတာကဆိုင်ဈေးဆိုင်ပြောတာဖြစ်ပါတယ်ဒါကကြတော့ဂါကျော့ခါလုံးကကြတော့ဂါကူစီနိုအဲ့လုံးကကြတော့ခါဘန်းရွယ်အိတ်ဂါဆူဆိုတော့ဂါဆူရင်ဘတ်ဂါဆူရင်ဘတ်ကာယိုရိုးရတီဂီတာကာယိုရိုးရတီဂီတာခေါင်းတဲ့အလေကောင်ကာဝီကက်ကြီးခါဆောင်းဥယာတီခါဂျုတ်မီတာစုကန်စီတွားတရေစာဥမာ snacks ကိုပြောတာပေါ့နော်ကန်ချောင်းငံပြာရေကန်ဟိုစာတူနာပြုခိုင်ဘီနယ်ယိုထောင်းနယ်ယိုစုလို့စိတ်အညူရောင်ဒါကတော့ဒီနေ့ကျွန်မခါနဲ့ပတ်သက်တဲ့စကားလုံးလေးသင်ပေးသွားတာပေါ့နော်အဲ့ဒါလို့ရှိရင်ဂါနာဒါရဒီဘီနဲ့ပတ်သက်တဲ့ဘောဟာရတွေထပ်တင်ပေးသွားပါမယ်အဲ့တော့ဗီဒီယိုတွေကိုဆက်ကြည့်ပြီးတော့ပတ်ချင်ပါတယ်အဲ့တော့နောက်ဗီဒီယိုတွေကိုဆက်ကြည့်ပြီးတော့ပတ်ချင်ပါတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးကိုဒီလောက်ပဲအဆုံးသတ်ပါမယ်တတားပါ